Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဈေးမျက်နှာချက်နဲ့အင်ဝင်လှစဉ်လုပ်ငန်းတွေအားလုံးပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဟုတ်ခုလက်ရှိဒါကျွန်တော်ရောက်ရှိနေတဲ့ site လေးရဆိုရင်ပေါ့နော်ဒါတထုံမျိုးကပေါ့နော်ဒါဇက်ချောင်ကျေးရွာအုပ်စုဒီအောင်ချမ်းသာရက်ကွက်ပေါ့နော်အောင်ချမ်းသာ9လမ်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ဒီအိမ်လေးမှာဆိုရင်တော့ဒါကျွန်တော်ဘာတွေကိုတောင်းဝင်ပေးထားလဲဆိုလို့ရှိရင်ပေါ့နော်ဒီအိမ်မှာဆိုရင်ဒါဒီဘေးနေရန်ပေါ့နော်နေရန်ရဲ့အတွင်းပြင်ဆေးတွေပါမယ်ခင်ဗျာအတွင်းပြင်ဆေးတွေပါမယ်ပြီးလို့ရှိရင်ဒီမျက်နှာချက်ပေါ့နော်ဒီမျက်နှာချက်မှာဆိုလို့ရှိရင်ဒီအဲခန်းကိုလည်းဒါဒီဇိုင်းလေးထည့်မယ်ဗျဒီပတ်ပတ်လေးကတော့ဒါကျွန်တော် lightweight design လေးထည့်မှာပေါ့နော်ဒီအလယ်မှာဒါကျွန်တော် modern design လေးတစ်ခွက်ပေါ့နော်ဒါကျွန်တော်ထည့်ပေးမယ်ဒါဖျားကန်းပေါ့နော်ဖျားကန်းမှာဆိုလည်းဒါကျွန်တော် design လေးတစ်ခုပုံဖော်ပြီးသွားလို့ရှိရင်ဒီမှာဒါကျွန်တော်ဆွဲမီးလေးတစ်ခုချပေးမယ်ခင်ဗျဒီမှာဆိုလည်းဒါကျွန်တော်ဆွဲမီးပေါ့နော်သုံးဝင်းဆိုင်ဆွဲမီးတွေပါအဲ့လိုမျိုးဒါကျွန်တော်ချပေးမယ်ပေါ့နော်ဒီအောက်ကြမ်းခင်းမှာဆိုလည်းဒါကျွန်တော်ကြွေပြားပေါ့နော်ကြွေပြားလေးကပ်ပေးမယ်ခင်ဗျဒီဘေးပတ်ပတ်လေးကတော့ဒါဆေးရောင်ပေါ့ဆေးရောင်ကာလာမှာဒါကျွန်တော်နိုးနှစ်ရောင်လေးပေါ့နော်အဲ့ဒါလေးရွေးချယ်ထားရခင်ဗျဟုတ်ကဲ့ဒီပြီးလို့ရှိရင်ဘာပါအောင်လဲဆိုတော့ဒါမီလိုင်းတွေပေါ့နော်မီလိုင်းမှာဆိုလို့ရှိရင်ဒါပတ်ပတ်လေးကို light ထွေးတွေပါမယ်ဒီအိမ်ခမ်းမှာဆိုလို့ရှိရင်လည်း light ထွေးပါမယ်ပြီးရင်အလဲမှာအသေးပုံလေးနှစ်ထပ်ပါမယ်ခင်ဗျဒီအသေးပုံလေးနှစ်ထပ်ပေါ့နော်ဒါကျွန်တော်ဒါအလုံးအတဲ့အိမ်ရှင်ပေါ့နော်အိမ်ရှင်ဇနီးမောင်နဲ့ဒါနေမဲ့အခန်းလေးပေါ့နော်အသေးပုံလေးနှစ်ထပ်ထည့်ပေးပါတဲ့ဆိုတော့ဒါကျွန်တော်အသေးပုံနှစ်ထပ်လေးပေါ့နော်ဒီမှာ modern design လေးပေါ့ဒါဒီလေးထည့်ပေးမယ်ခင်ဗျဒီဒါကတော့နောက်ဝေးမီးဖို့ကြောင်လေးပေါ့နော်ဒီမီးဖို့ကြောင်မှာဆိုရင်တော့ဒါမီးဖို့ကြောင်ပိုင်းကတော့ဒါကြွေပြားတော့ခင်းပြီးသားခင်ဗျခင်းပြီးသားဒီမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ဗာထည့်ပေးမလဲဆိုတော့ဒါဒီဇိုင်းဒီနောက်ဖွေးကတော့ဒါကျွန်တော်ဒီဇိုင်းတော့ထွေတူးမထည့်တော့ဘောနော်ဒါရိုးရိုးရှင်းရှင်းလေးနဲ့ပဲဒါကျွန်တော်မျက်နှာချက်ကိုဒါဒီပေါ့နော်မီးအလှလေးနဲ့ပဲဒါကျွန်တော်သွားလိုက်တော့မှာခင်ဗျဟုတ်အခုလိုမျိုးပေါ့နော်ဒါကျွန်တော်ကိုယုံကြည်စွာနေပြီးနဲ့ထိုင်းရနေပြီးတော့အနှံပေးတဲ့ဒါကျွန်တော်ကိုအနှံပေးတဲ့ဒါကိုကျော်ပေါ့နော်ကိုကျော်တို့ဒါဇနီးမောင်နှံလည်းဒါကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟောကျွန်တော်ရဲ့ဒါပေါ့နော်ဒါတော့အလုပ်ကွက်ကတော့မပြီးသေးဘူးပေါ့နော်အလုပ်ပြီးတဲ့ခါကျရင်လည်းဒါကျွန်တော်ထပ်ပြီးတော့လေဒီဘလော်လေးထပ်တင်ပေးမယ်ပေါ့အဲ့ခါကျလို့ရှိရင်ကျွန်တော်ရဲ့လက်ရောက်ကျင်းနေတက်လို့စုံစမ်းမေးမြန်းခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39999362ကိုဒါရဲ့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာရှိတဲ့နေ့ရက်လေးပတ်ထနိုင်ကြပါစေ